Hello Sophia TV လေးပြန်နေကြဆိုပါရစေဒီနေ့ Sophia ကရန်ကုန်မြို့ထဲမှာပဲရှိတယ်တောအုပ်ထဲကကော်ဖီဆိုင်လေးကိုခေါ်တော့မှဖြစ်လို့အဆုံးထိလိုက်ကြည့်ပေးဦးနော် Sophia ရောက်နေတာကတော့ Breeze ဆိုတဲ့ coffee ဆိုင်လေးမှာပါဆိုင်ထဲကိုဝင်လိုက်တာနဲ့တောအုပ်ထဲရောက်သွားတယ်လို့ခံစားရမှာပါဆိုင်ထဲမှာရေတခွန်လေးတွေနဲ့ကြာကန်လေးတွေချောင်းပိုပြီးအင်းမြတဲ့ခံစားမှုကိုရပါတယ်ဒီဆိုင်လေးမှာကားပါကင်ကိုတည်တက်ထားပေးထားတာကိုလည်းတွေ့ရပါတယ်။ drive လေးကိုလည်းတဘာဝဆန်အောင်ပြင်ဆင်ပေးထားပါတယ်နော်။ Sophia တို့တော့တဘာဝကပြီးတဲ့အရေးကလေးရဲ့ပြီးတော့မျက်စိပတာရာဖြစ်စီရဲ့စိမ့်ဆူတဲ့မြင်ကွင်းလေးကြောင့်စိတ်ကို relax ဖြစ်စေပါတယ်။အစားတောက်မှာတဲ့ကောင်တာလေးရလေးထူခြားတယ်။မညူးထဲမှာဈေးနှုန်းလေးတွေကိုရှင်းလင်းစွာဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ဒီဆိုင်လေးမှာလူအများအတွက် table အကြီးကနေတယောက်တည်းထိုင်လို့ရမယ့်ပုံစံအထိစီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ Sophia ကတော့အဲကွင်းရတဲ့အခန်းလေးကိုပဲရွေးပြီးတော့ထိုင်လိုက်ပါတယ်။အရသာလေးလည်းမစိုးဘူး။ဈေးလည်းတင်တယ်။စဖိတ်ရတာကျိုင်းနဲ့တက်တူတွေအတွက်စာအုပ်လေးတွေလည်းထားပေးထားပါတယ်။ကဲ Sophia တော့စာအုပ်လေးဖတ်ပြီးအနားယူလိုက်ပါဦးမယ်နော်။ Sophia ပြောနေကြအတိုင်းဒီဆိုင်လေးကို Sophia အနှစ်ချုပ်ပြောရမယ်ဆိုရင်ဒီဆိုင်လေးကိုရောက်တဲ့အချိန်မှာ Sophia တကယ်ကိုမျိုးပြနဲ့ဝေးသွားတယ်လို့ခံစားရတယ်ပြီးတော့တိရိတ်ဝါရိတ်လေးတွေနဲ့အုပ်စိတ်ဆိုင်ရှိတဲ့အခါကျတော့ Sophia တို့မိုးရွာလာမယ်ဆိုရင်တော်တော်ကိုမိုက်တဲ့ feeling တစ်ခုရမယ်လို့ Sophia မြင်ပါတယ်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေပြင်ဆင်ပေးထားတာကိုလည်းတွေ့ရတယ် Sophia အကြိုက်ဆုံးတစ်ခုပြောပါဆိုရင်ရေတကုံအတုလေးလုပ်ပေးထားတာပေါ့နော် Sophia ရေတံလေးတွေနဲ့အနားယူပြီးတော့စာအုပ်ဖတ်ရတာသဘောကျပါတယ်ပြီးတော့ဒီမှာလေ couple လေးတွေလာပြီးတော့ date ကြတဲ့အပြင် family လေးတွေလာပြီးအနားယူကြတာကိုလည်း Sophia တို့တွေ့ရပါတယ်Sophia အနေနဲ့ဒီဆိုင်လေးကို ready ပေးပါစေ9မှတ်မှာ Sophia 3မှတ်ပေးပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့ချက်အမတ်တရား1ကြောက်စိမ့်ပတ်လန်ရတနာကျွန်းရိပ်သာတုံနန္တာလမ်းမကြီးမြောက်ကလာပါမြို့နယ်မှာတည်ရှိပါတယ်Sophia နောက်ပိုင်းမှာလည်းအခုလို review video လေးတွေတင်ပေးသွားမှာဖြစ်လို့ Sophia TV channel လေးကို follow လုပ်ဖို့မမေ့ပါနဲ့ Sophia နောက် video မှာပြန်တွေ့မယ်နော်တတား